အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာကျောင်းသားလေးတွေကို European Union ကိုအများဆုံးပို့ဆောင်ပေးနေတဲ့လမ်းပြ consultation company လည်းဖြစ်ပါတယ်ကျွန်တော်တို့ဖင်လန်နိုင်ငံကိုမြန်မာကျောင်းသားလေးတွေပို့ဆောင်ပေးခဲ့လို့အခုဆိုရင်အထက်တန်းတွေအောင်မြင်ကြလို့ကမ္ဘာနံပါတ်100စီးရင်ဝင်တဲ့တက္ကသိုလ်တွေမှာလည်းဆက်လက်ကျွန်တော်တို့လေ့လာသင်ယူစီးပူးနေကြပြီဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ရည်မှန်းထားကြတဲ့ဖင်လန်နိုင်ငံအများတန်းနေထိုင်ခွင့်တွေကိုဘယ်လိုရယူကြမလဲပေါ့ဗျာနော်အဲ့တော့ဒီတက္ကသိုလ်ဆက်တက်နေတဲ့ကျောင်းသားလေးတွေကဒါ permanent residency လမ်းကြောင်းကိုကူးတန်းနေကြပြီပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဖင်လန်မှာတက္ကသိုလ်က2ခုရှိပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ academic line ဖြစ်ပြီးတော့ဒီဘက်ကတော့ practical line ဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာတော့ University of Applied Science လို့ခေါ်ပြီးတော့ဒီဘက်ကတော့ University တွေဖြစ်ကြပါတယ်အဲ့တော့နှစ်ခုစလုံးက University တွေဆိုပေမဲ့လည်းဒီဘက်ကကျွန်တော်တို့စာတွေ့တက္ကသိုလ်လို့ပြောလို့ရပြီးတော့ဒီဘက်ကတော့လက်တွေ့တက္ကသိုလ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီ academic ပိုင်းမှာအားကောင်းတဲ့ကျောင်းသားလေးတွေကတော့ဒီဘက်တက္ကသိုလ်တွေမှာဆက်လက်တက်ရောက်နေကြပါတယ် academic ပိုင်းမှာအားနေပြီးတော့ကျွန်တော်တို့လက်တွေ့ဘက်မှာအားတာတဲ့ကလေးတွေကတော့ဒီဘက်မှာကျွန်တော်တို့အခုတက္ကသိုလ်တွေမှာဆက်လက်တက်ရောက်နေကြပါတယ်ဖင်လန်နိုင်ငံမှာအရင်တုန်းကတော့ဒီတက္ကသိုလ်နှစ်ခုစလုံးကိုကျွန်တော်တို့က per level သတ်မှတ်ထားပေမဲ့လည်းအခုတော့ဒီဘက်တက္ကသိုလ်ဟောနော်ဒီလက်တွေ့တက္ကသိုလ်ဘက်ကဝင်တဲ့သူကအများများပါတယ်ဝင်ရတာလည်းလွယ်တာမဟုတ်လို့လွယ်လွယ်လေးနဲ့ဝင်ခွင့်ရခဲ့ကြတယ်ပေါ့ဗျာအဲ့တော့နိုင်ငံခြားသားတွေကအပြုံလိုက်ရောက်လာကြတယ်ပေါ့ဒီဘက်တက္ကသိုလ်တွေမှာအဲ့တော့သူတို့ကဘာဖြစ်လဲဆိုတော့နိုင်ငံခြားသားတွေအများအားနေထိုင်ခွင့်နေနိုင်ငံသားတွေယူတာအများများတာမို့လို့ဒီဘက်ကိုကြက်ဖို့စ조사ပါတယ်အဲ့တော့ကျွန်တော်တို့ကျောင်းသားလေးတွေတတိထားရမယ့်ချက်က academic စ조사ခဲ့လို့ဒီဘက်တက္ကသိုလ်ရောက်နေတယ်ဆိုလို့ရှိရင်သိစိတ်မပူပါဘူး PR လမ်းကြောင်းကိုကျွန်တော်တို့လွယ်လွယ်လေးနဲ့ဝင်သွားလိမ့်မယ်ဒီဘက်တက္ကသိုလ်မှာ Bachelor ဘွဲ့ရပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ Permanent Residency လမ်းကြောင်းကိုကျွန်တော်တို့ရှောက်ထားခွင့်ရရှိပြီဖြစ်ပါတယ်သတ်မှတ်ချက်ပါတစ်ခုမှသူတို့မသတ်မှတ်ထားပါဘူးတက္ကသိုလ် Bachelor ဘွဲ့ရပြီဆိုရင်ကျွန်တော်တို့နေထိုင်စေရှိတယ်ဆိုလို့ရှိရင် Permanent Residency ကိုရှောက်လို့ရပြီပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်အချမ်းမှာတော့ဘာအကွာရင်တက်တယ်လဲဆိုတော့သူက Bachelor ဘွဲ့ရပြီးသွားလို့ရှိလို့ရှိရင်မပြီးသေးဘူးဗျလက်တွေ့တက္ကသိုလ်တက်တဲ့သူတွေပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့အခုသတိပေးချင်နေတာ University of Applied Science မှာတက်နေတဲ့ကျောင်းသားလေးတွေကိုသတိပေးချင်တာပါဒီကောင်ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ Bachelor ဘွဲ့ရပြီးသွားပြီဆိုရင်တော့မှအလောက် history နှစ်ရှိရပါမယ်အဲ့တော့ work history နှစ်ရှိရမယ်ပြီးတော့မှကျွန်တော်တို့permanent residency ကိုကျွန်တော်တို့ရှောက်ထားလို့ရမယ်ပေါ့ဗျာမဟုတ်ရင်လည်းဒီဘက်တက္ကသိုလ်ကနေ master ဘွဲ့ရထားတဲ့သူတွေကကျွန်တော်တို့ permanent residency ကိုရှောက်ထားခွင့်ပေးပါတယ်အဲ့တော့ဒီနှစ်ခုကိုရှင်းကြည့်လိုက်တဲ့အခါမှာဒီဘက်ကိုအချိန်ပိုဆွဲထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုလိုရင်းကတော့အလောက်ကိုင်းနေဖြစ်ထွန်းစေခြင်းနဲ့ဒီဘက်ကအုပ်စုကိုနော်ပြီးသွားရင် master ဘွဲ့တွေယူခြင်းလဲယူပေါ့ဗျာ master ဘွဲ့ယူပြီးသွားတဲ့သူတွေဆိုလို့ရှိရင်တော့တန်းပြီးတော့ permanent residency ပေးမယ်ပေါ့ဒါပေမဲ့စာတွေ့တက္ကသိုလ်ဘက်မှာတော့ကျွန်တော်တို့bachelor ဘွဲ့ရပြီးတာနဲ့ permanent residency ကိုရှောက်ထားခွင့်ပေးထားပြီးပဲဖြစ်ပါတယ်အဲ့တော့ permanent residency ရှောက်ထားလို့ရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖင်လန်နိုင်ငံသားကိုရှောက်ထားခွင့်ရတာနဲ့အတူတူပဲဖြစ်ပါတယ်ဖင်လန်နိုင်ငံကူးလက်မှတ်ဟာကမ္ဘာအလွတ်လပ်ဆုံး1-2မှာပြေးနေတဲ့နိုင်ငံကူးလက်မှတ်ဆိုတာကိုလည်းကျွန်တော်တို့အားလုံးကိုအသိပေးလိုပါတယ်အဲ့တော့ကျွန်တော်တို့ကျောင်းသားလေးတွေစာစ조사ကြပါစာစ조사ဖို့ဆိုတာဒီမှာစကားပြောလာပြီးဖြစ်ပါတယ်စာစ조사တဲ့သူတွေက PR လမ်းကြောင်းကိုလွယ်လွယ်လေးနဲ့မြန်ဖွင့်ပေးထားသလိုလက်တွေ့သမားတွေကတော့ကျွန်တော်တို့အလုပ်သက်တမ်းတွေ2နှစ်ရှိရမှာဖြစ်တယ်လို့မဟုတ်ရင်လည်း master ပြီးအောင်ဆက်လက်တက်ကြပါလို့သူတို့ကမှာကြားထားတဲ့ပုံပေါက်နေပါတယ်အဲ့တော့ကျွန်တော်တို့စာစ조사ကြပါเนาะဒီဘက်တက္ကသိုလ်မှာတက်နေကြတယ်ဆိုလို့ရှိရင်လည်းဒီဘက်တက္ကသိုလ်ပြန်ကူးဖို့စ조사ကြပါဘာဖြစ်လို့ဆိုတော့တချို့တွေကကျွန်တော်တို့လွယ်တာလေးတွေရယူခဲ့ကြတာရှိတယ်နေထိုင်ခွင့်တွေလည်းတိုးရမှာမဟုတ်လို့ဆိုပြီးဒီဘက်ဟာလေးတွေလွယ်တယ်ဆိုပြီးတော့ယူခဲ့ကြတယ်ပေါ့ဗျာဒီဘက်ကိုပြန်ကူးကြနော်ကူးလို့ရှိရင်ဘာဖြစ်သွားမလဲကျွန်တော်တို့ PR ရဖို့ပို့ပြီးတော့မြန်သွားမယ်ပေါ့ဗျာအဲ့ဒါလေးကျွန်တော်တို့အသိပေးချင်တာပါဗျာကဲအားလုံးပဲအောင်မြင်မှုတွေဖင်လန်နိုင်ငံမှာရရှိကြပါစေဗျာနာဒန်ဆိုမက်ဆာမွိုင်